အားလုံးပဲမင်္ဂလာပါညံ sharing ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က Viber အသုံးပြုနေတဲ့မိတ်ဆွေတို့အတွက် Viber မှာကျွန်တော်တို့ဖြတ်ထားခဲ့တဲ့ပုံတွေဗီဒီယိုတွေကိုဘယ်လိုပြန်ယူရမလဲကိုယ်ပိုင် sticker တွေဘယ်လိုပြုလုပ်ရမလဲကိုယ်ပိုင် channel တစ်ခုဘယ်လိုတည်ထောင်ရမလဲဆိုတာကိုကျွန်တော်ဒီနေ့လုပ်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးချက်အနေနဲ့ကျွန်တော်အခု Viber ထဲမှာကျွန်တော်ဖြတ်ထားခဲ့တဲ့ပုံတွေဗီဒီယိုတွေကိုဘယ်လိုပြန်ယူရမလဲဆိုတာလုပ်ပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် Viber ထဲဝင်လိုက်ပါမယ်မြင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားလေးမှာအဆက်30ရှိပါတယ်ဒီမှာ more ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်ဒီမှာ setting ရှိပါတယ်ဗျအဲ setting လေးကိုထပ်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်ဒီလိုမျိုးပေါ်လာပါမယ်ပေါ်လာလို့ရှိရင်ကျွန်တော်တို့အကောင့်လေးကိုထပ်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Viber backup ဆိုပြီးအပေါ်ဆုံးလေးမှာပေါ်လာပါမယ်အဲ့ဒါလေးကိုထပ်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားဆိုလို့ရှိရင်တော့မိတ်ဆွေတို့ဒီမှာပေါ်လာမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ option နှစ်ခုရှိရပေါ့နော်ကျွန်တော်တို့ဒီမှာ photo တွေကိုပြင်မှာလား video တွေကိုပြင်မှာလားဆိုပြီးတော့ရွေးချယ်လို့ရပါတယ်နှစ်ခုလုံးယူမယ်ဆိုရင်နှစ်ခုလုံးအမှန်ချစ်ပေးလိုက်ပါဒါလေးကကျတော့ auto backup လောက်တာဖြစ်ပါတယ်မိတ်ဆွေကလပိုင်းတွင်းယူမှာလားဒါမှမဟုတ်ရက်တစ်ပတ်တွင်းယူမှာလားနေ့စဉ်ယူမှာလားဆိုတာပါနောက်ပြီးတော့ဒီကကျတော့ backup using ကကျတော့ကျွန်တော်တို့ဒီမှာဒါဆို wifi တစ်မျိုးတည်းနဲ့ပဲပြင်လို့ရတာပါဒီ hour ဆိုလို့ရှိရင်တော့ wifi နဲ့ mobile data နဲ့ကိုပြင်လို့ရတာပဲဖြစ်ပါတယ်ကျွန်တော်တော့ wifi ရွေးထားပေးလိုက်ပါမယ်နောက်ပေါ်လို့ရှိရင်မိတ်ဆွေတို့ဒီနားမှာ restore ဆိုတာလေးဒီမှာမိတ်ဆွေအကေဖြတ်ထားခဲ့လို့ရှိရင်ဒီ restore လေးပေါ်နေလိမ့်မယ်ဗျအဲဆိုရင်ပေါ်နေ restore နှိပ်လိုက်လို့ရှိရင်ရပါပြီဗျဒါဆိုရင်တော့ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ Viber မှာဘယ်လိုကိုယ်ပိုင် sticker လေးပြုလုပ်ရမလဲဆိုတာကိုလုပ်ပြပေးတော့မှာဖြစ်ပါတယ် Viber ထဲဝင်ပါဝင်သွားဆိုလို့ရှိရင်ဒီနားမှာအဆက်30ရှိတယ်ဒီဘက်အောက်ထောက်လေးမှာအဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဒီမှာ sticker marker ဆိုပြီး wire ပုံလေးရှိတယ်အဲ့ဒါလေးကိုနှိပ်ပေးပါနှိပ်ပေးသွားရဆိုလို့ရှိရင်ကျွန်တော်ဒီမှာ setting ပေးရပုံလေးပဲအဲ့ဒါလေးကိုနှိပ်ပေးလိုက်ပါနှိပ်သွားရင်ဒီမှာကျွန်တော်တို့အရင်ဆုံး sticker name လေးပေးရမယ်ဗျတစ်ခုခုပေးလိုက်ပါဒါမိတ်ဆွေဒီ sticker ဘာအတွက်သုံးရလဲဆိုတာရေးပြီးလို့ရပါတယ်ကျွန်တော်ဒါလေးရေးပေးလိုက်ပါမယ်အပွားရင်မိတ်ဆွေဒီအပေါင်းလေးကိုနှိပ်ပေးလိုက်ပါနှိပ်ပြီးတော့မိတ်ဆွေကကိုယ့်ရဲ့ဖုန်းထဲပုံယူမှာဖြစ်တဲ့အတွက် gallery လေးကိုနှိပ်ပေးလိုက်ပါနှိပ်ပြီးတော့ကျွန်တော်ဒီပုံလေးကိုလုပ်ပါမယ်ဒါဆိုရင်မိတ်ဆွေဒီမှာမလိုတာတွေလိုက်ဖြတ်လို့ရပါတယ်ထိန်းညှိလို့ရပါတယ် eraser လေးတွေ့ပြီးတော့မိတ်ဆွေမလိုတာတွေလိုက်ဖြတ်လို့ရပါတယ်ကေမိတ်ဆွေကလို့ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအမှန်ချစ်လေးကိုနှိပ်ပေးလိုက်ပါကျွန်တော်ကတော့တေချာမလုပ်ပြတော့ဘူးเนาะနှိပ်ပြီးသွားဒီမှာ save sticker လေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်ရပါပြီဒီမှာနောက်ဘောရှိဒီမှာ create pack လေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင် create ကိုနှိပ်ပေးလိုက်ပါဒါဆိုဒီ sticker ကဖန်တီးသွားပြီဖြစ်ပါတယ်အဲ့တော့ဘယ်မှာသွားကြည့်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာလူတစ်ယောက်နဲ့စာပို့ကြည့်မယ်ပေါ့နော်ဒီမှာနှိပ်ပေးလိုက်ပါစာပို့တဲ့နေရာနှိပ်နောက်ပြီးတော့ sticker လေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်ခုနက create လုပ်ခဲ့တဲ့ sticker လေးကပေါ်နေမှာဖြစ်ပါတယ်ဒါဆိုရင်လည်းဒီပို့လို့ရပြီဖြစ်ပါတယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ Viber မှာ channel ဘယ်လိုထောင်အောင်လဲဆိုတော့လုပ်ပြပေးသွားမှာဖြစ်ပါတယ်။ဒီတော့ဒီ Viber လေးဝင်လိုက်တာဒီလိုလေးပေါ်လာမှာပေါ့နော်။ဒီဟာလေးနှိပ်လိုက်ပါဒီအောက်ထောက်လေးမှာဒီလိုလေးရှိရပေါ့နော်။နှိပ်ပါဒီမှာကျွန်တော်တို့ဒီမှာ new channel ဆိုတာလေးရှိတယ်အဲ့ဒါကိုနှိပ်ပေးလိုက်ပါ။နှိပ်ပါဒီမှာ create and channel လေးကိုနှိပ်ပေးပါထပ်ပြီးတော့နှိပ်ပါဒီမှာ channel မှာပုံတင်မဲ့ဟာရွေးလို့ရပါတယ်။ကျွန်တော်ကဖုန်းထဲပုံလေးပဲရွေးပြလိုက်ပါမယ်။ရွေးပါဒီမှာ save လေးနှိပ်ပေးပါဒီမှာမိတ်ဆွေဒီမှာ channel name လေးကိုရေးပြရပါမယ်။မိတ်ဆွေက channel မှာဘာအကြောင်းအရာတွေတင်နေတာလဲဆိုတော့ဒီမှာ describe ဖော်ပြလို့ရပါတယ်ဗျ။ဒီမှာ e-registration ဆိုတာလေးလည်းရှိပါတယ်။အဲ့ဒီကိုလည်းရွေးပြီးလို့ရပါတယ်မိတ်ဆွေ။ကျွန်တော်ဒီမှာ DEC stats လို့ပဲရေးလိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်ဒီမှာအမှန်ချက်တွေကိုနှိပ်ပေးလိုက်ပါ။နှိပ်ပါဆိုရင်မိတ်ဆွေဒီမှာလူတွေဘယ်နေရာလောက်ခုံနေဆိုတာပေါ်လာမယ်ပေါ့နော်အဲ့ဒါလေးကိုရွေးပေးလို့ရပါတယ်ရွေးပါဆိုတော့မိတ်ဆွေဒီမှာနှိပ်ပေးလိုက်ပါအမှန်ချစ်လေးကိုဒီအောက်ထောက်လေးမှာဒါဆိုရင်တော့မိတ်ဆွေက channel ကို create လုပ်ပြီးသွားပြီဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ဗျဒါဆိုရင်နောက်ဗီဒီယိုဒီမှာပြန်ပြကြမယ်နော်